ဒီနက်စ်မှာအသက်အိုနေတဲ့လူနာတွေယောဂတဲ့လူနာတွေကိုမဟုတ်တဲ့ဈေးတွေထိုးပြီးတော့အသက်ပါသွားအောင်လုပ်ခဲ့တယ်တကယ်ကြားရတာလည်းတမျိုးကြီးနော်ပုံမြင်စမှာတော့ဒီ nest မှာသူ့နာမည်က Elizabeth သူ့အသက်ကအချိန်တော့40ပတ်ဝန်းကျင်လောက်ပဲရှိသေးတယ်သူကကနေဒါမှာနေထိုင်တယ်သူ့ဘဝအချိန်တော့အရန်ခက်ခဲနေတယ်သူကပြဿနာပေါင်းစုံနဲ့စိတ်ပိုင်းဆိုင်ရာယောဂတွေ relationship ကလည်း तू အချိန်တော့မကောင်းခဲ့ဘူး तू ကအတွေးတွေလုံပြီးနေနေတာတကယ်ပြောရင် तू အတွက်ဘဝအချိန်တော့အဆင်မပြေနေခဲ့ဘူးဒီလိုနဲ့ပဲ2009တရက်မှာတက်ကြီးရွယ်ကိုလူနာတွေကိုစောင့်ရှောက်ရမယ့်နေရာကနေ तू ကိုအလောက်ခန့်ခဲ့တယ်ဆိုတော့အလောက်ရပြီဆိုတော့ तू ကလည်းပျော်ရွှင်ရွှင်အလောက်ကိုသွားတယ်တက်ကြီးရွယ်ကိုလူတွေကိုစောင့်ရှောက်တယ်ဒီနေရာမှာအားလုံးကအဆင်ပြေနေတာပဲဒါပေမဲ့တရက်ကျတော့ Elizabeth ကအလောက်မှာအဖွားကြီးတယောက်စောင့်ရှောက်ရမယ့်တာဝန်ရသွားခဲ့တယ် तू ကလည်းအဲ့ဒီအဖွားကြီးကိုစောင့်ရှောက်တယ်တိတိကျကျဆေးတွေပါတိုက်တယ်ဒါပေမဲ့တရက် Elizabeth ကဘာဖြစ်သွားလဲမသိဘူးရုတ်တရက်ကြီးစပြီး तू ကမဟုတ်တာတွေတွေးလာခဲ့တယ်ဒီအဖွားကြီးကအရန်ငကြီးကြလောက်တာပဲငါ तू မဟုတ်တဲ့ဈေးတွေထိုးပြီးတော့အသက်ဆုံးရှုံးအောင်လုပ်လိုက်ရောဆိုပြီး तू လည်းအဲ့လိုပဲတွေးလိုက်တာနေမှာပေါ့ဆိုတော့ Elizabeth ကလည်းဈေးတွေထားတဲ့နေရာကနေသွားပြီးတော့ तू က insulin ဆိုတဲ့ဈေးတစ်မျိုးထိုးလိုက်တယ်အဲ့ဒီဈေးကိုထိုးလိုက်ရင်ဘာဖြစ်လဲဆိုတော့ तू ကအသေးတွေဥမာတွေကိုခြေဖြတ်နိုင်တယ်ဆိုတော့ဒီလိုနဲ့ပဲအဖွားကြီးကိုဈေးထိုးမဲ့အချိန်ရောက်လာပြီး Elizabeth ကနေ့တိုင်းလိုဈေးတွေမထိုးပြီးပဲ तू ကဒီတခါ insulin ဆိုတဲ့ဈေးကို high power နဲ့ထိုးပေးလိုက်တယ်ပြီးတော့ तू ကမတိမတာလေးအဲ့ဒီအခန်းကနေထွက်သွားတယ်မသိရင် तू ကနေ့တိုင်းလိုဈေးကူပြီးထွက်လာတာပေါ့ဒါပေမဲ့ခဏကြာမှာပဲ Nesma နှစ်ယောက်ကလည်းအဖွားကြီးကိုလာကြည့်လိုက်တော့အဖွားကြီးရဲ့အခြေအနေမမှန်နေတာကို तू ကသိသွားတယ်ဆိုတော့ तू ကလည်းအဖွားကြီးမြန်မြန်ဆန်ဆန်ဈေးကူပေးတယ်ဒီနေရာမှာအဖွားကြီးကကန်ကောင်းသွားတာ तू ကဘာမှဖြစ်သွားဘူးအသက်ရှင်သွားခဲ့တယ်ဒါကို Elizabeth ကလောက်သွားဆိုတော့ဘယ်သူမှမသိခဲ့ဘူးသူတို့တွေးလိုက်တာကအဖွားကြီးအရင်ကနေယောဂရှိနေတာကိုဒါကြောင့်ဖြစ်သွားနေမယ်ဆိုပြီးသူတို့ကလည်းတွေးလိုက်တယ်ဒီနေရာမှာ Elizabeth ကအခွင့်အရေးကောင်းတစ်ခုယူလိုက်တယ်ငါလောက်ခဲ့တာဘယ်သူမှမသိဘူးပဲငါနောက်တစ်ခေါက်ပြန်လုပ်မယ်ဆိုပြီး तू ကအဖိုးကြီးတယောက်ကိုဆေးထိုးပေးဖို့အကြံပြုလိုက်တယ် तू ကလည်း50ရဲ့အဲ့ဒီအဖိုးကြီးကိုစောင်းချောင်းတယ်လို့လုပ်ပြီးတော့အခွင့်အရေးကောင်းတရက်ယူပြီး तू ကအဖိုးကြီးကိုဆေးထိုးပေးလိုက်တယ်အရင်တစ်ခေါက်တော့ तू ကအဖွားကြီးကိုဆေးနည်းနည်းပဲထိုးပေးတာဒါပေမဲ့ဒီတစ်ခေါက်အဖိုးကြီးကိုဆေးများများထိုးပေးလိုက်တယ် तू ကလည်းဆေးထိုးပြီးတော့အဲ့ဒီအခန်းကနေမတိမတာလေးထွက်သွားတယ်ဒီလိုနဲ့ပဲနောက်နေ့မနေ့ရောက်သွားတယ် Nesma တွေကလည်းအဖိုးကြီးကိုစမ်းသက်စစ်ဆေးမယ်ဆိုပြီးတော့အထဲဝင်လာတော့အဖိုးကြီးကမရှိတော့ဒီတခါလဲ Elizabeth ကလွတ်သွားခဲ့တယ်သူလှုပ်သွားတယ်ဆိုတော့ဘယ်သူမှမသိခဲ့လိုက်ဘူး Elizabeth ကထပ်ပြီးတော့မကြည့်နဲ့တယ်သူကနောက်တစ်ယောက်ဆေးထိုးပြီးတော့အသက်ဆုံးရှုံးအောင်လှုပ်သွားခဲ့တယ်ဒါပေမဲ့ရုတ်တရက်ပဲ Elizabeth ကတော်ပြီးငါနောက်တစ်ခေါက်မလှုပ်တော့ဘူးဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်သူကမလှုပ်တော့ဘူးလို့တော့ပြောလိုက်တယ်ဒါပေမဲ့ तू ကသူ့ပါဇက်ကိုမထိန်နိုင်ခဲ့ဘူးဆိုတော့ तू ကတရက်သူ့တငယ်ချင်းနဲ့စကားပြောနေတဲ့အချိန်မှာ तू ကအဲ့စကားကိုထုတ်ပြောလိုက်တယ်ဟေးနင့်ကငါတခုပြောပြမယ်ငါဒီလိုမျိုးဆေးတွေထိုးပြီးတော့လူနာကိုအသက်ဆုံးရှုံးအောင်လှုပ်သွားခဲ့တာဆိုပြီးတော့ तू ကအကုန်ပြောပြလိုက်တယ်ဒီနေရာမှာသူ့တငယ်ချင်းကလုံးဝအံ့ဩသွားခဲ့တယ်သူ့တငယ်ချင်းကလည်းနောက်တစ်ခါမလှုပ်တော့နဲ့တော့နောက်တစ်ခါလှုပ်လို့ရတာငါရဲကိုတွားတိုင်မယ်ဆိုပြီးပြောလိုက်တယ် Elizabeth ကသူ့တငယ်ချင်းကိုမကသူတို့အလောက်မှာတင်တန်းတက်နေတဲ့ Nesma တယောက်ကိုတွားပြောလိုက်တယ်ညီမလေးနေတီးလာငါဒီလိုလှုပ်ပြီးအသက်ဆုံးရှုံးအောင်လှုပ်ခဲ့တာဒါရီကိုတင်တက်နေတဲ့ Nesma ကကြားတော့ငါအခုချက်ချင်းအကုန်လုံးတွားပြောမယ်ဆိုပြီးသူကပြောတယ် Elizabeth ကလည်းရီးပြီးတော့ဟမ်နင့်ဘယ်သူမှယုံမှာမဟုတ်ဆိုပြီးပြောလိုက်တယ်ဆိုတော့အဲ့ဒီတင်တက်နေတဲ့ Nesma ကလည်းဒီပြဿနာမှာသူ့ပါမှာကြောက်ပြီးတော့သူကမပြောဘဲနေလိုက်တယ်ဒီလိုနဲ့ပဲအချိန်2နှစ်ပြီးသွားခဲ့တယ် Elizabeth က2နှစ်အရှိတုန်းကမလှုပ်ဆိုပြီးပြောထားတာဒါပေမဲ့ तू ကပြန်လှုပ်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုတော့ဒီလိုနဲ့ပဲတရက် तू ကအဖွားကြီးတယောက်စောင်းရှောင်းရမယ့်တာဝန်ရသွားခဲ့တယ်အဖွားကြီးကလည်းနည်းနည်းစိတ်ဆိုးတတ်တာ तू ကပေးတဲ့ဈေးတွေလည်းမတောက်ဘူးပြောတာတွေလည်းလက်မခံဘူးဒါတွေကိုတွေးတော့ Elizabeth ကပို့ပြီးတော့ပောက်ကွဲသွားခဲ့တယ်ဆိုတော့ तू ကလည်းဆေးယူပြီးတော့အဖွားကြီးကိုထိုးပေးလိုက်တယ်တိတဲ့အတိုင်းမှာပဲနောက်နေ့မနက်အဖွားကြီးအသက်ဆုံးသွားတယ် Elizabeth ကလည်း तू ကအလုံးမှာအရက် pressure တွေများလာခဲ့တယ်အလုံးမှာခန္ဓာကိုယ်တွေခေါင်းတွေကိုက်တယ်နေမှာပေါ့ဆိုတော့ तू ကလည်းဒီအတွက်အကိုက်ခဲပျောက်ဆေးတွေတောက်ပြစ်တယ်အကိုက်ခဲပျောက်ဆေးကဘယ်ကနေရလာတာလဲဆိုရင် तू ကလူနာတွေစီကနေယူလိုက်လူနာတွေကိုတခြားဆေးပေးပြီးတော့ तू လိုတဲ့ဆေးရှင်ယူလိုက်အဲ့လိုမျိုးလုပ်တာ तू ကဒီလိုနဲ့ပဲ2နှစ်ပြီးသွားတယ်နောက်2013မှာ तू ကဆက်ပြီးဒီလိုမျိုးတွေလုပ်နေသေးခဲ့တယ်ဒီတခါ तू ကအသက်60အရွယ်ရှိတဲ့အဖွားကြီးတယောက်ကိုဆေး2ခါထိုးပြီးတော့အသက်ဆုံးရှုံးအောင်လုပ်သွားခဲ့တယ်ဒါပေမဲ့ဒီတခါ Elizabeth ကဒီနေရာမှာနည်းနည်းလေးရှိန်သွားခဲ့တယ် तू ကကိုဟာငါဘာလှုပ်လိုက်တာလဲဒီလိုမျိုးပေါ့ငါမလှုပ်သင့်ဘူးဆိုပြီးတော့စတွေးလာခဲ့တယ်ဒါပေမဲ့သူ့အတွေးကဒီနေ့တစ်မျိုးဆိုရင်မနေ့ပြန်တစ်မျိုးဆိုတော့ Elizabeth ကလည်းဒီတစ်ခေါက်သူ့အမျိုးရင်ရောက်သွားခဲ့တယ်ဒီတစ်ခါလဲ तू ကခုနလိုမျိုးပဲသူ့အမျိုးတွေကိုအကုန်ပြောပြလိုက်တယ် तू ဘာလုပ်ခဲ့ရလဲဆိုပြီးတော့သူတို့အမျိုးတွေကလည်းမယုံခဲ့ကြဘူးဘာလို့လဲဆိုတော့ तू ကစိတ်ပိုင်းဆိုင်ရာယောဂရှိနေတာဆိုတော့နေငါတို့လန့်အောင်လာလုပ်နေရမလားဆိုပြီးတော့သူ့အမျိုးတွေကလည်း तू ကစနေတာလို့ပဲထင်ခဲ့တယ်ဆိုတော့သူတို့အမျိုးကလည်းအေးဟုတ်ပြီငါတို့ရဲနာတော့တိုင်ပေးမယ်ဆိုပြီးပြောလိုက်တယ်ဒီလိုနဲ့ပဲတစ်နှစ်ပြီးနောက်2014တရက်မှာသူ့ကိုတတိကအလောက်ကနေထုတ်လိုက်တယ်ဒါပေမဲ့ Elizabeth ရဲ့လောက်ရက်တွေကြောင့်မဟုတ်သူကအလုပ်လည်းကောင်းကောင်းမလုပ်ဘူးပေါ့အလုပ်မှာပြင်းတယ်လို့တစ်ချိန်လုံးငိုက်နေတာပြီးတော့လူနာကိုလည်းဆေးကောင်းကောင်းမကုဆိုပြီးသူ့တထေကအလုပ်ကနေထုတ်လိုက်တယ်ဒီလိုနဲ့ပဲ तू ကဒီဘက်ကအလုပ်ထွက်ပြီးတော့နောက်ထပ်တနေကအလုပ်ဝင်ခဲ့တယ်အကောင်လုံးတီးတဲ့အတိုင်းပါပဲအလုပ်ဝင်ပြီးဆိုတော့ဖြက်စီးမှာတော့တေချာပေါက်ပဲ Elizabeth ကနောက်ထပ်လူ3ယောက်အသက်ဆုံးရှုံးအောင်လုပ်သွားခဲ့တယ်ဒီလိုနဲ့ပဲ तू ကခုနကကျွန်တော်ပြောခဲ့တယ်လို့မျိုးအကိုက်ခဲပျောက်ဆေးတွေအများကြီးတောက်လဲ तू ကဝယ်သားရတာမဟုတ် free သားရတာဆိုတော့ तू ကလည်းတောက်ပြစ်တာပေါ့ဒါပေမဲ့ तू ကဆေးအလွန်ကျွံတအားတောက်လို့ဆေးရုံအောင်တက်လိုက်ရသေးတယ်ဆိုတော့ तू ကလည်းဆေးရုံတက်ပြီးနောက် nurse မအလုပ်ကို तू ကလုံးဝမလုပ်တော့ဘူးဆိုပြီးဆုံးဖြတ်လိုက်တယ်ဆိုတော့ तू ကလည်းဆေးရုံတွေပြသပြီးကိုစစ်ဆေးပြီးတော့အိမ်မှာပဲဆေးနေလိုက်တယ်
ဒါပေမဲ့ तू ကဒီနေရာမှာအလုပ်တစ်ခုပြန်ရခဲ့တယ်ဒီတခါ तू ကအသက်ကြီးတဲ့လူတွေကိုစောင့်ရှောက်ရမှာမဟုတ်ဘူးចောင်းသားကလေးတွေစီးချိုရှိတဲ့ကလေးတွေယောဂရှိတဲ့ကလေးတွေကိုစောင့်ရှောက်ရမှာဒါပေမဲ့ Elizabeth ကဒီနေရာမှာတေချာလေးထိုင်ပြီးတော့တွေးတယ်ငါအသက်ကြီးတဲ့လူတွေယောဂတဲ့တွေကိုလည်းဆေးမကောင်းတာတွေထိုးပေးပြီးတော့အသက်ဆုံးရှုံးအောင်လုပ်ခဲ့တယ်ငါစိတ်ကထိန်းလို့မရအောင်ကလေးစောင့်ရှောက်တဲ့နေရာမှာငါဒီလိုမျိုးတွေလုံးမိသွားရင်ငါကိုခွင်းလွတ်နိုင်မှာမဟုတ်ဆိုပြီးတော့ तू ကဒီလို့မလုပ်တော့ဘူးလို့ပြောလိုက်တယ်ဆိုတော့ Elizabeth ကမကျင်တဲ့တွေကို तू လုပ်ခဲ့တဲ့ဟာတွေကိုအကုန်လုံးကိုပြောပြချင်တာဘယ်သူမှမယုံပေးတော့ तू ကရှင်းနေစီရောက်သွားခဲ့တယ်ရှင်းနေကို Elizabeth ကအကုန်ပြောပြတယ်ကျမကဒီလိုလုပ်ခဲ့တာဘာညာဆိုပြီးပြောလိုက်တော့ရှင်းနေရလေဒီစကားကိုတိတ်တိတ်လေးပဲထားဘယ်သူမှမပြောနဲ့ဆိုပြီးပြောလိုက်တယ်ဒီနေရာမှာ Elizabeth စကားကိုဘယ်သူမှမယုံခဲ့ဘူး तू ကလည်းသူ့စကားယုံလို့ရအောင်အကုန်လုံးကိုလိုက်ပြောတယ်သူတငယ်ချင်းတွေသူ့ဆွေမျိုးတွေသူ့အိမ်နီးနားချင်းတွေကိုကလိုက်ပြောတယ်ဒါပေမဲ့ဘယ်သူမှမယုံခဲ့ကြဘူးဒီလိုနဲ့ပဲရက်20ကြာသွားခဲ့တယ်သူ့စကားကိုဘယ်သူမှနားမထောင်ခဲ့ဘူးဒါပေမဲ့တရက် तू ကဒီစကားကိုလိုက်ပြောရင်းနဲ့ကောင်မလေးတယောက်က Okay ငါရဲကိုတိုင်ပေးမယ်ဆိုပြီး तू ကရဲကိုဖုန်းဆက်လိုက်တယ်ဒီနေရာမှာ Elizabeth ကအရင်ကျင်နေသွားခဲ့တယ်ဘာဖြစ်တယောက်တော့သူ့စကားကိုနားထောင်ပေးတယ်ပေါ့နောက်နေ့မနေ့ရဲတွေကလည်း Elizabeth ကိုလာပြီးဖမ်းသွားတယ်ဆိုတော့ဒီနေရာမှာ Elizabeth ကတရားရုံးရောက်သွားခဲ့တယ်သူကလူရှိယောက်ကိုအသက်ဆုံးရှုံးအောင်လုပ်ခဲ့တာဆိုတော့ဒီအမှုနဲ့တရားသူကြီးကလည်းသူ့ကိုတက်တကြွထောင်နိုင်ချလိုက်တယ်သူပြောလိုက်တဲ့စကားကိုသူ့ပတ်ဝန်းကျင်အတိုင်းဝိုင်းကဘာလို့မယုံခဲ့တာလဲဆိုတော့ကျွန်တော်စကပြောထားတယ်လို့မျိုး तू ကစိတ်ပိုင်းဆိုင်ရာယောဂရှိတယ်ဆိုတော့အကောင်လုံးကလည်း तू ပြောတဲ့စကားကိုသိပြီးတော့မယုံခဲ့ကြအောင်ဒီနေ့အတွက်တော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်